Oh my god ဟိုချိုလိုက်တာLet's eat mochi. Hello အားလုံးပဲ welcome back ဆုမပန်းကနေဆိုအားလုံးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ဆုကအားလုံးကိုမစားပြရတာလဲကြာပြီဆုကိုယ်တိုင်လဲတိတ်မစားဖြစ်တာကြာပြီဒါပေမဲ့အရန်စားချင်နေရဲ့မိုချီလေးမှာထားတယ်မိုချီဆိုရင်တစ်လုံးနဲ့လည်းဘယ်တော့မှမဝတလို့ flavor အစုံလဲစားချင်တော့ဆု line ပေါ်မှာပေါ့နော်ဆိုင်လေးတစ်ဆိုင်ကနေပြီးတော့ဆုဒါလေးတွေ့ထားတယ်Dear Dessert ဆိုတဲ့ဆိုင်လေးပေါ့နော်ဒါ no sponsor post ပါဆိုဒီဟာကိုစားပြီးတော့ honest review လည်းပေးသွားမှာဆိုတော့အကုန်လုံးကြည့်ကြည့်ပေးပေါ့နော်ပြီးတော့ဆိုကဒီမှာ flavor စုံမှာထားရယ် flavor 12မျိုးပါတယ်ပေါ့နော် berry ပါတယ် banana ပါတယ်ပြီးတော့ရင် oreo chocolate red velvet tiramisu ပြီးရင်ဒီ green custard ပေါ့နော်ဒီကောင်လေးပါတယ်ပြီးရင် drink mochi ပါမယ်ပြီးတော့ရင် tiramisu ပြီးတော့ဒီဆိုလဲ tiny လေးလည်းပါတယ်ဆိုတော့ try it စားပါအောင်ကောင်လေးကတော့ blueberry mochi ပါဆိုဒီကတတာနည်းနည်းထည့်လိုက်လို့လားမသိဘူး mochi သားလေးကတော့နည်းနည်းလေးမှာဝါရပေါ့နော်ဆိုတော့ mochi ကိုလုံးဝအေးဆက်ဆက်လေးကြိုက်တာဆိုတော့နောက်ထပ်ဒီခရမ်းအောင်လေးကိုထပ် try ကြည့်ပါမယ်ဒီကောင်က blueberry ပဲဒါကတော့ green custard လို့ပြောပါတယ်ဟုတ်ပါsomewhat ဒီကောင်လေးကနည်းနည်းအေးရယ်အရင်မှမှာပေါ့နော်ဟဲ့ကောင်းတာဒါတော့ strawberry ပါဆိုတာအဲ့လိုအေးလေးကိုကြိုက်တာstrawberry လေးပါသူ့အရသာဒီတိုင်း jam ကို whipping cream နဲ့လုပ်ထားရဲဒါပဲပေါ့နော်အရင်ကြီးတော့အရသာကထူးခြားနေရမျိုးတော့မရှိဘူးဆိုတော့ဒါလေးစားကြည့်ပါမယ်ဒါ coffee mochi ပါmochi သားတော့နည်းနည်းမှာအမထဲက whipping cream က coffee နဲ့အဲ့လိုမျိုး mix လုပ်ထားတော့ရတာလေးက coffee cookie အဲ့လိုရတာမျိုးလေးရပါတော့ဒီကောင်လေးလည်းနောက်မှာနည်းနည်းမာလေးဖြစ်နေရပါတော့ဆိုတော့ဒီပေါ်လေးကအီရယ်စားပါဦးသူရင်းတယ်လို့လေสั่งငါပြောသေးငါပြောသေးပါအထဲမှာတော့ငါပြောသေးအစ်စ်ကိုထည့်ထားငါပြောသေးကသူ့ရဲ့ထုံးစံတိုင်းသွားငါပြောသေးရလှိပြီးမဲသွားဆိုတော့အယောင်လေးကတိတ်မလှအမဆိုဆိုးတော့မဆိုးပါဘူးအမေဆိုတိတ်မကြိုက်ဘူးဒီကောင်ဒါ Oreo ကသူ့အတွက်ဆိုနည်းနည်းချို့ဒါလေးကတော့ tiramisu ပါစုစားချင်ဆုံးဟာလေးပါနော်ကြိုက် Oh my god ဟိုချိုလိုက်တာno အရင်ချိုတယ်tiramisu မကောင်းပါဘူးဆိုတော့ဒီကောင်လေးကဘာလေးလဲ try ရအောင်
ဒူရင်မှာနောက်ဆုံးတော့ဒူရင်သီးကိုတွေ့ပါပြီပေါ့နော်အမှဒူရင်သီးကနားလည်ပေးလို့ရတယ်ဘာလို့ဆိုတော့ဒူရင်ကချင်လွယ်တဲ့အသီးဆိုတော့လေနည်းနည်းလေးတော့ချင်နေရဒူရင်သီးကချင်နေရRed Velvet နဲ့ Thai tea ပြန်ဆိုင်တော့မှာ Red Velvet အရင်စားလိုက်မယ်နော်ဒီကောင်လေးကအားလုံးထဲမှာဈေးလဲအများဆုံးပဲ price ချင်ဆုံးပဲပေါ့နော်သူကလေသူကအချိုစားရသူအချိုစားရဒါပေမဲ့အရန်ချိုရင်ညမစားနိုင်ဘူးပေါ့နော်လေအရန်ချိုရဒူရင်ကနည်းနည်းချင်နေရဒူရင်ဒီအဖက်လေးရပေါ့နော်ပြီးရင်ဒီ tiramisu ကလည်းအထက်ကအရန်ချိုရနဲ့ချိုရမှနည်းနည်း extremely sweet ပေါ့အဲ့လိုမျိုးဆိုတော့ဒီထဲမှာအားကောင်းမှာပါအဲ့လိုမျိုးခံစားရတယ်ကွာဆိုတော့ okay နောက်တစ်မျိုးစားကြည့်မယ်နော်โอ้ยချိုရတာဒီကောင်လေးကအထက်မှာ chocolate chips တွေရောပါတယ်ဒါပေမဲ့အဓိကကလေသူက whipping cream ကချိုရမှတော်တော်ချိုတယ် the last one အဲ့လေးစားပါမယ်အားလုံးမစားပါအောင်ဒါတော့ကျွန်မအရင် try ချင်နေတဲ့အရာပါtexture လေးကလည်းလုံးဝအီးဆက်ဆက်လေးပေါ့နော်ဆိုတော့အရသာလေးကောင်းဖို့မျှော်လင့်ပါတယ်မျှော်လင့်ပါတယ်မျှော်လင့်ပါတယ်အဲ့မှာ bubble tea လေးပါအဲ့မှာ bubble tea လေးပါဒါမှ jelly လေးဒီကောင်လေးကတော့အားလုံးထဲမှာတော့သူအကြိုက်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်သူအချိုအပေါ့ဆုံးပဲပြီးွားရင်စကန်ကဆိုဒီအစိမ်းရောင်လေးကိုရန်သဘောကျတယ်သူကအောက်ကအသားလေးကတော့ရေထဲတိုက်ထည့်တာနည်းနည်းမာသွားတယ်ဒါပေမဲ့ဟိုအေးခန်းထဲမှာတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းခဲတဲ့ခန်းတော့မဟုတ်ဘူးရိုးရိုးအေးခန်းထဲမှာထည့်ထားဆိုတော့လေသူရဲ့အဲ့တော့စူးကြိုက်ဆုံးကတော့ဒီကောင်လေးနဲ့ဒီကောင်လေးကတော့ favorite one ကျန်တဲ့ဟာတွေကတော့အကုန်လုံးကဒီကောင်လေးတွေကတော့အရင်မထူးခြားဘူးပေါ့နော်ဒီတိုင်းအထဲမှာ jam လေးထည့်ထားအဲ့ဆိုရင်ဆိုဒီနေ့စားပြသွားတာကတော့ဒါဒီမိုချီလေးပေါ့နော်ဆိုတော့ကျန်တဲ့ဟာလေးတွေကိုလည်းစုပြီးရင်တော့နွားနို့လေးတည်ထားရှိရဲဆိုနွားနို့လေးနဲ့ဒီကောင်လေးတွေကိုစားမယ်ပေါ့နော်ဒီတိုင်းစားရင်ဒီကောင်လေးဆိုအရန်ချို့ရဆိုတော့အကယ်လို့အချိုမကြိုက်ဘူးဆိုရင်တော့ဆိုတော့ကိုတို့စီမှာ customize မှာလို့လည်းရတယ်ပေါ့နော်ဆိုအကြံပေးရတော့ Thai tea လေးကောင်းတယ်ပြီးသွားရင် Oreo ကြိုက်တဲ့သူတွေ Oreo ကောင်းတယ်ပေါ့နော်ပြီးသွားရင်ဆိုတော့ဒီ custard လေးကိုတော်တော်သဘောကျတယ်တော်တော်စားလို့ကောင်းတယ်ဒီကောင်လေးကျန်တဲ့ဟာကတော့တိတ်ပြီးတော့သဘောမကျဘူးဂျူရင်းသီးကလည်းနည်းနည်းလေးနေရလဲပူတာပါညာနဲ့ဆိုတော့ဒီနေ့မိုးရွာတယ်ကွာထားပါတော့ဒီဟာလေးကိုဆို rating ပေးရမယ်ဆိုရင်တော့4 out of 12ပေါ့နော်ဘာလို့ဆိုတော့ဒီကောင်12မျိုးဆိုတော့12မျိုးဆိုမှ17မျိုးပေါ့နော်ထားပါတော့4 out of 12ပေးပါတယ်ဘာလို့ဆိုတော့အကြိုက်ဆုံးကတော့ Thai tea ဒီကာယာနဲ့ဟာလေးရယ် Oreo လေးလည်းမစိုးဘူးပြီးတော့ coffee လေးလည်းမစိုးဘူးပေါ့နော်ကျန်တဲ့ဟာကတော့အရင်ကြီးစုအတွက်ချို့လွန်းတယ်ဆိုတော့ဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကိုလည်းချစ်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာဆိုပြန်တွေ့ပါမယ်ဒီနေ့တော့ဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်အားလုံးပဲတတာ